ဇလတ်အစမှာတော့ဒဏ်ရာအနာတရများဖြင့်တွေးချင်းချင်းနီနေသောစစ်သားတဦးသည်မြစ်ရေပြင်ထဲတွင်မတ်တက်ရက်နေရင်းအသက်ရှူတန်ပြင်းပြင်းဖြင့်ဘေးပတ်ဝန်းကျင်ကိုထိတ်လန့်တကြားအကဲခတ်နေသည်ရုတ်တရက်ဆိုသလိုတောင်ပတ်လန်းကွေးနောက်ွယ်မှရေလိုင်းလုံးကြီးများပတ်ဖြန်းကဝေါခနဲမြေဟီတန်နှင့်အတူလူသားထက်အစပေါင်းများစွာကြီးမားလာသည့်ဧရာမမြောက်ဝင်ကြီးကွန်ခေါင်သည်ရေပြင်ကိုဖြတ်တန်း၍ထွက်ပေါ်လာခဲ့သည်ကိုနှင့်စစ်သားတို့၏ထိတ်တိုက်တွေ့ဆုံမှုကွန်သည်စစ်သားရှိရာသို့ထိတ်လန့်ပွဲခြေလမ်းကြီးများဖြင့်ရှောက်လန်းလာရာစစ်သားမှာအသက်လူကကုန်းမြေပေါ်ရှိကြောက်ဆောင်ကြီးများစီသို့အပြေးလွှာတွားရောက်ပုံအောင်ခဲ့ရသည်ကွန်သည်ကြောက်ဆောင်နီးသို့ရောက်ရှိလာပြီးကြောက်ဆောင်ွယ်တွင်ပုံနေသောစစ်သားကိုစူးစိုက်ကြည့်ကာကုန်းမြေပေါ်သို့လက်တင်၍ထိုင်ချလိုက်သည်ထို့နောက်မိမိ၏လက်မောင်းမှဒဏ်ရာကိုကြည့်ရှုရင်းစစ်သားအားရန်လိုခြင်းမရှိဘဲငြိမ်းချမ်းသောအမူအရာဖြင့်လက်ဝါးဖြန့်ပြကာရေကိုခတ်တောက်လေသည်မထင်မှတ်ထားသောရေအောက်မှရန်သူကွန်တယောက်ရေငုံတောက်နေစဉ်ရေအောက်မှနေ၍ဧရာမရေပဝဲပီလူကြီးခရိုကန်သို့မဟုတ်အောက်တိုပုတ်သည်မြင်းဤရှည်လျားလာသောရေပဝဲလက်တံကြီးများဖြင့်ကွန်ဤလေပင်ကိုထဲနှင့်လက်မောင်းများကိုရုတ်တရက်ရစ်ပတ်နှောင်ဖွဲ့ကာရေအောက်သို့ဆွဲနှိပ်ရန်ကြိုးပမ်းပါတော့သည်ဧရာမတတဝါကြီးနှစ်ကောင်၏အသက်လူတိုက်ပွဲကွန်သည်ရေပွဲကြီး၏ရုတ်တရက်အသားကုန်ရစ်ပတ်ခြင်းကိုခံလိုက်ရသဖြင့်အားကုန်ရုံးကန်ရင်းမြစ်ရေပြင်တစ်ခုလုံးတွေးချင်းချင်းနီကလှိုင်းလုံးကြီးများထန်လာခဲ့သည်ရေပွဲကြီး၏လက်တံများကကွန်ကိုအမိရချီနှောင်ထားတော်လဲကွန်သည်မိမိ၏အစမတန်ကြီးမားလာသောအင်အားကိုသုံး၍ရေပွဲလက်တံကြီးများကိုတစ်ခုပြီးတစ်ခုအားပြင်းပြင်းဖြင့်ဆွဲဖြတ်ပစ်လေသည်ထို့နောက်ရေပွဲကြီး၏ဥကောင်းကိုရေပေါ်သို့ဆွဲတင်ကာအဆွဲများဖြင့်ကိုက်ခဲပြီးအပိုင်းပိုင်းပြတ်အောင်အကြမ်းပူတိုက်ခိုက်ချေမှုန်းပစ်လိုက်သည်အောင်ပွဲခံခြင်းနှင့်စက်သိမ်းပြင်းထန်လာသောတိုက်ပွဲအပြီးတွင်ကွန်သည်ရေပွဲပီလူကြီးကိုအောင်မြင်စွာတပ်ဖြတ်နိုင်ခဲ့ပြီးလင်းဤပြတ်တောက်သွားသောရေပွဲလက်တံကြီးတစ်ခုကိုလက်တွင်ဆွဲကင်ကာမြည်ရည်ပြင်ထက်၌မတ်မတ်ရက်လျက်အောင်ပွဲခံတောင်းကျမ်းပြလိုက်သည်ဤသည်ကိုကြောက်ဆောင်ကြားမှကြည်နေရသောစစ်သားမှမူမယုံကြည်နိုင်လောက်အောင်အံ့ဩတုန်လှုပ်ခြင်းကြီးစွာဖြင့်နေမောကြည့်ရှုရင်းဇလန်းတွဲပိတ်ကားသည်ပြီးဆုံးသွားခဲ့ပါ